တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစီပဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1368ခုနရောလပြည့်ကျော်8ရက်2006ခုနှစ်12လပိုင်း12ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးမြို့ယရဏကောသအယိုအိုကြီးမြတ်စွာဘုရားဝင်းအတွင်းရှိအောင်သိတ္တိဓမ္မယုံတော်ကြီး၌မန္တလေးမြို့လေးပြင်လေးရအတွင်းသရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့မှကြီးမှုကျင်းပပြုလုပ်အပ်သောမိုးကုတ်ဝိပဿနာ9ညတာအထူးအလုပ်ပေးတရားပွဲတတိယညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောမိဂရာဝုံကျောင်းတိုက်အတွင်းရှိဆောက်လုပ်လူဒန်းအပ်သောဝိမု ക്തി ရသသီလရှင်နှင့်အမျိုးသမီးယောဂီနထကျောင်းဆောင်သည့်ရေစက်ချအကျိုးသစ္စာဓမ္မပူဇာအဖြစ်ကွယ်လွန်သူနှစ်ဖက်မိဘများအားရည်စူး၍ဦးရဲလင်းဒေါခင်သက်ဦးသာမောင်တီဟအောင်မနှင်းဤခိုင်မောင်ဝင်းထက်အောင်မောင်ဖြိုးဝေရန်အောင်ရှုမဝပန်းသည်ချစ်စနိုးဖနတ်နှင့်ဝင်းတီဟဖြိုးချမ်းမြေ့ရိပ်မွန်မိသားစုတို့မှလူဒန်းပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်တန္တရာဒုက္ခလက်ဆသိမ့်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်ကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆပ်သောအဖြစ်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့နာယူမှတ်သားသိရှိရသောအရိယသစ္စာဓမ္မတွေကိုဒီဘဝဒီခန္ဓာမစွန့်ခင်ကလေးမိမိကိုမိမိအချိန်မီကဲတင်နိုင်အောင်မမေ့မလျော့ကြိုးစားပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲခြင်းရောက်ပလားကဲခြင်းရောက်ကြပြီအချိန်အားပြော့နေတယ်တို့ကသူတို့အချိန်မတန်သေးဘူးပဲထင်နေတယ်နော်ဘယ်ချိန်သေးကြဒီနေ့တော့နည်းနည်းလေးဦးဇင်းအတန်
တတိလေလို့ reception ဌာနမှာအလုပ်လုပ်လိုက်ရတော့အဲ့ခံလိုက်ရအတန်ပြတ်သွားပြီနည်းနည်းတော့သိခံပြီးနာပေးပါနော်စိတ်စောထဲလိုက်လေအတန်မထွက်လေဖြစ်တော့မှအချိန်နေရတော့နော်အဲ့တော့နည်းနည်းလေးတက်တက်ကြွကြွလေးစိတ်ကလေးညံကလေးကိုဖွင့်ပြီးတော့ကြိုးစားဖြည့်ပေးပါအဲ့တော့အချိန်တန်ကြမလားတန်ပြီဘာလို့လဲဆိုတော့အသေးမဥခင်ကောင်းပြီဒီနေ့ဦးဇင်းတို့သစ္စာတရားတွေနာသစ္စာတရားတွေအားထုတ်နေကြပြီးတော့သူတော်ကောင်းတို့မှာလွတ်မြောက်ငြိမ်းချမ်းခြင်းဆိုတဲ့တရားတွေပြည့်စုံပြီလားလို့မေးရင်ပြောဘာကြောင့်ပါလဲအဲ့ဒီအဖြေဒီနေ့ထုတ်နော်အဲ့တော့ရသော်ဘုရားရှင်ကိုရောမြတ်ကြီးကပိလဝတ်နေပြည်တော်မှာကပိလဝတ်ပြည်နေပြည်တော်လို့ပြောရတာကဒါသူမွေးဖွားရဟာလားတိုင်းပြည်မို့လို့ပြောရတာပါတော့ကြနေနေပြည်တော်ပါလာတယ်ဖြစ်တယ်နော်ကပိလဝတ်ပြည်မှာဒီလောက်ပဲရကြစို့နော်ဘယ်မှာတော့ကပိလဝတ်ပြည်မှာတရင်သုံးပြီးတကာလနေတော့သူ့နောင်တော်ကြီးမဟာနံဘယ်သူလဲမဟာနံမင်းကြီးအဲ့တော့ဘုရားရှင်နဲ့တာဂီဝေမင်းမျိုးတွေမြောက်များစွာနန္ဒမင်းသားကနေစပြီးတော့ဗတ္တိယအကုန်လုံးယဟန်ဝက်သွားကြတော့ကပိလဝတ်ပြည်ကိုထိမ့်သိမ့်ဖို့ရမဟာနံပဲကျန်နော်အဲ့တော့မဟာနံမင်းကြီးလုပ်ပြီးတော့ထိမ့်သိမ့်နေတယ်ဒါပေမဲ့ဘုရားရဲ့တရားတော်တွေကိုနာကြားရတော့မဟာနံမင်းကြီးကလည်းအမြဲမပြတ်တရားနှလုံးသွင်းပြီးတော့နေအဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကြီးကြွလာသတင်းသုံးနေတော့မဟာနံကတန်တရားရှိတာလေးသူလျှောက်အရှင်ဘုရားတဲ့အရှင်ဘုရားရဲ့ဆုံးမထားတဲ့တရားတော်တွေအရာတောင်းတခြင်းတွေကြောင်းကြခြင်းတွေတွေ့ဝေခြင်းတွေအဲ့ဒီတောင်းတခြင်းကြောင်းကြခြင်းတွေ့ဝေခြင်းဆိုတဲ့တရားတွေဟာစိတ်ရဲ့ညစ်နူးကြောင်းတွေအကုသိုလ်တရားတွေဆိုတာဘုရားတပည့်တော်သိပါတယ်ဒါပေမဲ့တပည့်တော်ရဲ့စိတ်ထဲမှာအခါအားလျော်စွာတောင်းတခြင်းတွေလည်းဖြစ်နေကြောင်းကြခြင်းတွေလည်းဖြစ်နေတွေ့ဝေခြင်းလည်းဖြစ်တယ်မဖြစ်သင့်ဘူးလို့တော့သိတယ်တဲ့ဒါပေမဲ့အဲ့ဒီစိတ်တွေဖြစ်နေတယ်ဘာကြောင့်လဲဘုရားမေးပြီနော်မေးလိုက်မမေးလိုက်သူတော်ကောင်းတို့တရားတွေမနာရောက်လားနာလောဘဒေါသမောဟအခုတောင်းတခြင်းကြောင်းကြခြင်းတွေ့ဝေခြင်းဆိုတာပါဠိလိုပြောရင်လောဘဒေါသမောဟသိကြတယ်နော်ကဲအားလုံးတောင်းတခြင်းရှိမရှိတရားနာနေတော့အစဉ်ပြေးနေတာတရားနာပြီးသွားတာနဲ့တောင်းတခြင်းဝင်ခြင်းဝင်လာမဝင်ရင်ဟုတ်တယ်နော်ဘုန်းကြီးတရားလေးတွေတို့အမြဲနာနေရင်ကောင်းပါတရားနှလုံးသွင်းသွားတာလားတောင်းတသွားကြဒီဘုန်းကြီးကသူကတော့မလျှော့ဘူးတို့ကဒီလောက်သတိပေးနေရတဲ့နဲ့ဟွာလေးထည့်ပြောဒါတွေထည့်ပြောနေကြာရင်တော့ဒုက္ခရောက်တော့မှာပဲဘာဖြစ်လဲဒါပေမဲ့တရားနှလုံးသွင်းသွားကြတာလားကြောင်းကြသွားသာတို့ဗျာသာတို့ဘုန်းကြီးပြောတာတော့ဟုတ်ပါတယ်ဆိုတော့ဒါပေါ့တော့ဒီလိုတော့မှာဘုန်းကြီးပြောတာတော့ဟုတ်တယ်ဘုန်းကြီးပြောတာတော့အမှန်လေးကြီးပဲဆိုတော့ तू ကဒီလမ်းမလျှောက်နိုင်ဘူးလို့ तू ပြောတာဘာလို့လဲဝေးတယ်ဒါဖြင့်တရားတစ်လုံးသွင်းပြီးပြန်သွားကြတာလားမဖြစ်တဲ့ဓာတ်တွေဖြစ်ပြန်သွားတာလားအဲ့ဒါဘာကြောင့်လဲမေးပြီမဟာနံကလည်းမေးပြီတို့လည်းမေးတယ်မမေးတယ်အခုတော့သတိပေးမယ်ပေါ့ဗျာနော်အခုဘုရားရှင်လက်ထက်ကပုဂ္ဂိုလ်တွေကတော့သူတို့အားထုတ်ရင်းနဲ့သူတို့စိတ်ထဲမှာတောင်းဖြစ်ပေါ်လာတဲ့လူအပ်ချက်ကလေးတွေကိုဘုရားလျှောက်တော့ဘုရားက
တရားဟောပြီးဥဒုမင်္ဂလာအတွက်တော့ခင်ဗျားတို့မပူနဲ့ခင်ဗျားတို့ဘာလိုအပ်မယ်ဆိုတာကိုယ့်ကိုစဉ်းစားပြီးလုပ်ပေးမယ်ဘာမှလာမပြောဟုတ်တရားနဲ့ပတ်သက်ပြီးလျှောက်တာအတော်ရှားတော့သဘောပါလားပြီးတော့အားထုတ်နေတယ်ဒါစူးစမ်းနေတယ်သို့တော်ဘယ်လိုဖြစ်တယ်ဘယ်ညာဖြစ်တယ်မလာပါဘူးဘုန်းကြီးကမေးလိုက်ရင်တော့ဓမ္မဖေဟာဒါမေးတယ်မှာလို့ရမှာပါအခုဒီမေးခွန်းဟာမေးတယ်မမေးတယ်ခု၅ပါးအယုံကာမဂုဏ်ပြစ်တယ်ခင်ဗျားတို့မသိဘူးလားထိုက်တန်တဲ့လောက်တော့သို့တော်ပယ်နိုင်ပြီလားဘာလို့မပယ်နိုင်တာလဲဒါဗျာအဲ့မေးစရာလေအများကြီးပဲခုမဟာနံနော်စိတ်ရဲ့ညစ်နွမ်းကြောင်းစိတ်ရဲ့အညစ်အကြေးဖြစ်တယ်တောက်တာချင်းရှိတဲ့စိတ်ဟာအေးချမ်းမလားပူလောင်မလားဆင်းရဲမလားချမ်းသာသိကြတယ်နော်ကြောင်းကြနေတဲ့ပုဂ္ဂိုလ်ဟာပူလောင်မလားအေးချမ်းဟုတ်ပြီဆင်းရဲမလားချမ်းသာတွေးဝေနေတဲ့ပုဂ္ဂိုလ်လည်းထိုနည်း၎င်းပါသိကြပြီနော်အဲ့ဒီတောင်းတခြင်းကြောင်းကြခြင်းတွေးဝေခြင်းတွေဟာမိမိစိတ်ထဲမှာမွေးမြူကိန်းအောင်နေရမှာလားဖယ်ရှားနိုင်အောင်ကြိုးစားဖယ်နိုင်ပြီလားဘာကြောင့်လဲလုပ်ပြနော်ဘာကြောင့်လဲဘာအတွက်လဲလုပ်ရမလို့ပြင်းနေနော်သဘောပါရလားအဲ့ဒီမှာမဟာနန္ဒအရှင်ဘုရားတဲ့အရှင်ဘုရားရဲ့အဆုံးအမတွေနာကြပြီတောင်းတတဲ့စိတ်ကြောင်းကြတဲ့စိတ်တွေဝေတဲ့စိတ်တွေဟာအကုသိုလ်စိတ်မဖြစ်ကောင်းတဲ့စိတ်ရဲ့ညစ်နွမ်းကြောင်းတွေဆိုတာဘုရားတပည့်တော်သိပါတယ်ဒါပေမဲ့အဲ့ဒီစိတ်တွေဘုရားတပည့်တော်ထဲမှာဖြစ်နေတယ်တဲ့ဘာကြောင့်လဲဘုရားဒကာကြီးတဲ့တခြားကြောင့်မဟုတ်ပါဘူးအဲ့ဒီစိတ်တွေဘာလို့ဖြစ်လို့ဆိုမပယ်သေးလို့ဖြစ်တာဒါပဲအဲ့ဘာပြောကြလဲနော်ဘာလို့ဖြစ်တာလဲမပယ်သေးတာဘာဖြစ်လို့ဒါဦးရလဲကတော့သဘောပေါက်တော့လက်ခံထားလို့ဘာဖြစ်တယ်ဒကာကြီးတဲ့အဲ့ဒီစိတ်တွေပယ်ပြီးရင်လေခမည်းအဲ့ဒီနန်းတော်ထဲမနေတော့ဘူးအဲ့တော့ဒီချက်လို့တော့ခမည်းတို့တောင်းတမှုရှိတောင်းကြမှုရောတွေဝေခြင်းရောဘာလို့ရှိမပယ်သေးလို့ရှိတာသစင်ချင်းသွားသစင်ချင်းဘုရားကပြောတာဘာလို့ရှိတာတော့အဲ့ဒါပယ်ပြီးရင်လည်းမင်းတို့လူဝိုးကြောင်နဲ့မနေတော့ဘူးတဲ့ရှင်းလားအဲ့တော့လူဝိုးကြောင်နဲ့နေရင်တော့ဒီစိတ်ကြီးတွေ့နေဦးမှာပဲမတွေ့နဲ့လို့ပြောလို့ညောဒါပြင်မနဲ့လို့အဲ့တော့ကျေးဇူးရှင်မိုးဖို့ဆရာတော်ဘုရားကြီးတရားတော်ထဲမှာလူတန်ရောစဉ်မစွန့်မဲနဲ့နိဗ္ဗာန်ရနိုင်ဖို့ဆိုဟောထားတာရှိဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေးတော့ဝဆမေးတယ်လူဟာလူတန်ရောစဉ်မစွန့်မဲနိဗ္ဗာန်ရနိုင်သလားဆိုတော့ဘုရားကမရနိုင်ဘူးကွာအဲ့ဒါကျေးဇူးရှင်မိုးဖို့ဆရာတော်ဘုရားကြီးကမစွန့်မဲရနိုင်တဲ့ဤပေးမယ်ဆိုတော့ကန့်လန့်တိုက်တယ်လို့သို့တော့ကန့်လန့်တိုက်တာလားကဲတင်းနေတာလူတရားမှာတယောက်စွန့်နိုင်တယ်စွန့်နိုင်သလားဒီလူဝတ်ကြောင်စွန့်မှုလွယ်သလားဒီမှာဝတ်ကြောင်စွန့်ထားတဲ့သူမင်္ဂလာတို့လိုဘုန်းကြီးတွေတောင်မှနန္ဒလိုင်တွေ့ရင်တစ်မျိုးအော်စောနဲ့ဆိုတဖုံစမ်းမီလေးကြတော့တစ်မျိုးဖြစ်သေးတာရှင်းသလားအဲ့ဒါပဲအဲ့တော့ဘာကြောင့်လဲဒါအဖြေရှာရှင်းတယ်နော်အဲ့တော့ဒါဟိုသဘောမပေါက်တော့ဘယ်ဘုန်းကြီးကဘလို့ဘယ်ဘုန်းကြီးဘလို့ပြောပုထုဇဉ်မှန်ရင်မှားဦးမှာပဲလောဘဒေါသမောဟရှိမရှိရှိပါရဲ့ဗျာတို့ကမရှိဘူးလားအဲ့ဒါဒီတိုင်းပဲတို့တယ်အိုးသွားတော့မလားအဲ့ဒါမေးဖို့ရှိတာ
လောဘဒေါသမဟောမရှိဘူးလားရှိရင်သိကြပြီဘယ်သွားမလဲသွားမလားလမ်းရှာမှရသင်္ကန်းဝတ်ပြီးတော့သီလရှင်ဝတ်ကြဘုန်းကြီးဝတ်ကြဆိုရင်တော့မတတ်နိုင်ဘူးတဲ့ဥပ္ပေသွားတော့မမွတ်နိုင်ကဲဒါဖြင့်ဆရာတော်ဘုရားကြီးလူတန်ရောစဉ်မစွန်မရနိုင်တဲ့ဤလည်းရှိပါသေးတယ်ကွာလို့ပြောတာပြောတိုင်းမပြောတိုင်းငါတို့အဲ့ဒီဖြေရှာသိမရှာသိဒီလိုဆိုအကုန်လက်ခံတယ်ကြုတ်သိစွန့်မစွန့်မှာပဲဘူးဗျရှင်းတယ်နော်အဲ့တော့ဘုရားကပြောပြီတောင်းတခြင်းကြောင်းကြခြင်းတွေ့ဝေခြင်းတွေဘုရားတပည့်တော်ဘာကြောင့်ဖြစ်နေတာလဲလို့မဟာနန်ကမေးတော့ဘာကြောင့်လဲမပယ်ရသေးလို့ဘာဖြစ်လဲအဲ့တော့အားကြောင့်မပယ်နိုင်တာလဲဘုရားဆိုတော့တခြားမဟုတ်ပါဘူးကွာတဲ့ငါးပါးအာယုံကာမဂုဏ်ရဲ့ချမ်းသာနေပြီးတော့ဆင်းရဲများတဲ့အပြစ်ကိုအသေးချာမသိသေးလို့တောင်းတနေတာဘာတွေတောင်းတလဲအာယုံကာမဂုဏ်နေအာယုံလို့ပြောလိုက်လဲပြီးတယ်ကာမဂုဏ်လို့ပြောလဲပြီးတယ်အဲ့တော့ငါးပါးအာယုံအဲ့တော့ခင်ဗျားတို့တောင်းတနေတာဘာတွေလဲကြောင်းကြနေတာရောတွေ့ဝေနေတာရောဒီခင်ဗျားတို့သုတ္တဝအရိယာကာမကောအကြမ်းမြင်များတဲ့အရိယာသူတော်ကောင်းတွေရဲ့တပည့်တွေဖြစ်နေတော့ငါတို့တောင်းတသမျှလဲအာယုံပဲကြောင်းကြနေတာလဲအာယုံပဲတွေ့ဝေနေတာလဲအာယုံပဲဒါကြားဘူးထားပါဟုတ်ပြီနော်အဲ့တော့အာယုံဆိုတာအကောင်ထဲဘာလို့တာလဲအဲ့တော့လေစားရတဲ့သဘောရှိတဲ့အတွက်သူကချမ်းသာနေတယ်ဘာဖြစ်လဲဆင်းရဲများသမင်းတနတ်စားဖို့ဆက်ရတဲ့အချိန်နဲ့စားလိုက်တဲ့အချိန်ဘယ်ဟာပူကြအဲ့ဒီကနေစားပြီးလေ့လာကြည့်ဘဝတစ်ခုကိုပြိုးထောင်နေရတဲ့အချိန်ဒါပဲဒီဓမ္မုံချာဓမ္မကြီးနဲ့မမုန်နိုင်ပြောကြတယ်ဒီလိုတက္ကသိုလ်သက်တုန်းကတော့မမုန်နာကိုအလုံးသိပါတယ်ကျော်ဟင်းကိုအလုံးကသိတယ်လို့အလုံးကိုတော့ကျော်ဟင်းကမသိနိုင်တော့ဘူးဆိုတော့အရှင်ဘုရားလည်းအခုကျော်ဟင်းဖြစ်နေပါတယ်ဗျာနော်အပြန်လန်းပေါ့ရှိတယ်အဲ့တော့ဒကမကြီးကိုလည်းမေးကြည့်ဒီလိုအောင်မြင်တဲ့စင်တန်းရအောင်သူကြိုးစားခဲ့ရလွယ်သလားအောင်မြင်လာပြီဒါပေမဲ့အဲ့ဒီနာမည်ကြီးပြန်မကြအောင်ဒီမှာလုပ်နေအဲ့တော့သူချမ်းသာတဲ့အချိန်နဲ့ဆင်းရဲတဲ့အချိန်ဘယ်တည်းများမှာဒကမာကြီးတဲ့ဒီတိုင်းပဲဆိုတော့သူမင်္ဂလာလဲနာမည်ကြီးခြင်းလို့တော့မဟုတ်ဘူးဒါပေမဲ့သာသနာကိုစွမ်းစွမ်းတမန်ပြုဖို့ဆိုရင်ချိန်တော့ချိန်ပြအောင်ပါဝါတွေကြမသွားအောင်ဝါများလို့လျှော့ကျင်တာတော့မလျှော့ရဘူးရှင်းသလားရှင်းသလားအဲ့တော့ကာမဂုဏ်ရဲ့အဖြစ်ဟာအောင်မြင်နေတယ်လို့ပြောတော့တာပြုံပြုံလေးနေလိုက်ရအဲ့ဒီအောင်မြင်မှုကိုထိမ့်သိမ်းရတာအောင်မြင်မှုရအောင်ကြိုးစားရတာလွယ်သလားဒါဖြင့်ကြိုးစားနေရတဲ့အချိန်နဲ့ရရှိလာတဲ့ကျေးဇူးလေးနဲ့ပြန်ရှင်ကြည့်တော့တန်ရဲ့လားမေးဒီတိုင်းပဲငါးပါးအာယုံကာမဂုဏ်နော်အခုဘုသူမင်္ဂလာဆိုတဲ့နာမည်သိရင်ပါသွားမှာသိတော့သူကြာရင်မေးကောင်းဒီကိုယ်တော်မရှိတော့နောက်ကိုယ်တော်ပေါ့ဟုတ်သလားမဟုတ်လားအဲ့ဒါသိပြီးသားပဲသို့တော့မနေ့သူတို့သိရင်ငါမိတ်ပါပဲဆိုမလုပ်ရင်ကိုယ်ပဲနာမှာပေါ့ရှင်းတယ်နော်ကိုယ်ဦးဇင်းတို့လုပ်နေတာကသာသနာတော်ကြီးအကျိုးကိုမျှော်ကိုးပြီးလုပ်နေတော့ငါလွမ်းမလွမ်းလုပ်ကိုရှင်းတတ်သလားအခုဒကမာကြီးတွေအောင်မြင်မှုကြီးတွေရအဲ့ဒီအောင်မြင်မှုဒီနေ့ဒကမာကြီးမရှိတော့ဘူးရှိအောင်ရှိတော့ပြီးသွားအခန်းရသွားအဲ့တော့နောက်တစ်ဘုရားကျတော့ဥဒုမင်္ဂလာဆိုပြန်စလို့ဒီတတ်သလားအဲ့ဒီရှုမိုးကဥယျာဉ်လင်းကြီးလို့ရှုမိုးကဥယျာဉ်လင်းလို့ဆိုပြီးနောက်ဘုရားပြန်မွေးရမလားသူ
သူစည်းစိမ်နေပါမလားသူသားသမီးတွေပါမလားဘာပါမလို့သူပြုတ်ထားတဲ့အကြောင်းပဲပါပြုတ်ထားတဲ့ဘာပါအကြောင်းကလည်းခုမေးကြည့်ပါဦးဒီရွယ်ထိဘာတွေလုပ်လာအောင်ဆိုတော့တောင်းတခြင်းပဲရှင်းသလားဟိုဒကမာကြီးမေးကြည့်သူလည်းဘာတွေလုပ်ပြီးတော့အောင်မြင်နေပြီးတော့ကင်မရာနောက်ထပ်အသစ်ဝယ်ဖို့ရကွန်ပျူတာနောက်ထပ်အသစ်ဝယ်ဖို့ရဟမ်ဘောပါလားကိုနောက်ပေါ်ပစ္စည်းကမဖြည့်လို့မှမရပဲအဲ့တော့ဘုန်းကြီးကြီးတယ်ကပ်ပြီးနေလေကပ်ပြီးဘုန်းကြီးပါလို့တာတော့မပြောနဲ့ရှင်းသလားဘာလို့ modelize ဖြစ်အောင်အလုံးခင်ပြီးအောင်ဆိုရင်အိုးနောက်ကဟာတွေနိုင်ငံခြားမှာ9 နာရီတစ်ခါလောက်အသစ်ပေါ်နေတာလိုက်လို့မိပါအဲ့ဒါမမိနိုင်လို့တောင်းတနေရင်လည်းတောင်းတရင်သိရကြောင်းကြနေရင်လည်းတွေ့ဝေနေရင်လည်းကြရင်ကောင်းမကောင်းဒါပေမဲ့မတောင်းတမကြောင်းကြပဲနေလို့ကလည်းအဲ့ဒါအခက်ပဲအဲ့ဒါဘယ်လိုလုပ်ကြမှမသိဒီတိုင်းသွားရင်တော့ဘာသိကြနေလို့သွားကြမလားခုတို့တရားပွဲကြီးလုပ်နေတာတဲအိုးသွားမလို့လားဒါဖြင့်တဲအိုးလွတ်ကြောင်းနိဗ္ဗာန်ခဏထားနိဗ္ဗာန်နည်းနည်းမြင်လို့လည်းပဲဝတ်ကြောင်မှမစွန့်နိုင်ဘူးနိဗ္ဗာန်အသာထားရှင်းသလားဘာလွတ်ဖို့အရေးကြီးနေရှင်းတယ်နော်ဆိုဘုရားကမဟာနန္တဲ့၅ ပါးအာယုံရဲ့ตายာခြင်းနေပါပြီးတော့ဆင်းရဲခြင်းများပြားတဲ့အဖြစ်ကိုအသေးချာမသိသေးသူ၍မိဒီတရားတွေမပယ်နိုင်ရှင်းတယ်နော်ပယ်နိုင်ပါမလားမပယ်နိုင်တော့တောင်းတခြင်းကြောင်းကြခြင်းဖြစ်မဖြစ်ဖြစ်ပြီသို့တော့တို့ကအဲ့ဒီတရားတွေမဖြစ်နဲ့လို့ပြောလို့တော့မရဘူးဖြစ်လာတဲ့အချိန်မှာဘာနဲ့ဖြစ်ရှင်းတောင်းတနေတာပါလေအာယုကြောင်းကြနေတာအာယုပြင်ပါရှိသေးတယ်အာမဖြစ်ဘူးအစင်းဆိုတာလေမျက်လုံးကတောင်းတတာပါလေအာတွေမလုံးနဲ့မျက်လုံးကတောင်းတတာပါလေနားကတောင်းနေတာနှာခေါင်းကလျှာကကိုယ်ကစိတ်ကဘာရှိသေးလဲဘာကြံသေးလဲစဉ်းစားတော့အနှစ်သာရရှိရအစင်းဆိုတာအကောင်ထဲအသံရောကြောက်လားတိမ့်ထားလို့လေလွန့်ပြစ်လို့လေပြစ်လိုက်ဆိုတော့လည်းပြစ်เสียမရှိတော့ပါဘူးအာယုံဆိုတာပေါ်ပြီးတာနဲ့ဖြစ်ပြီးတာနဲ့အဲ့တော့အကောင်ထဲမရှိတဲ့တရားတွေတို့ကတောင်းတနေလို့ကြည်တယ်လို့ရှင်းသလားအဲ့တော့အကောင်ထဲမရှိတာကိုမရှိဘူးလို့သိရင်တောင်းတစရာအကြောင်းမရှိတော့ဘူးဆိုတော့တောင်းတခြင်းဆိုတဲ့စိတ်ကရောမြဲသလားမမြဲဘူးလားအဲ့တော့တောင်းတခြင်းပေါ်လို့စိတ်ဆင်းရဲနေရမှာလားတောင်းတတဲ့စိတ်မြဲမမြဲကြည့်ရမှာလားအဲ့တော့မတောင်းတပါနဲ့လို့တော့ပြောလို့တော့မရဘူးသို့တော့တောင်းတစိတ်ပေါ်လာရင်တောင်းတစိတ်ကဖြစ်ဖြစ်ရှင်းသလားအဲ့လိုဆိုတို့သွားမယ်ဒေဥဒကဘာနဲ့ပိတ်ဘာနဲ့ပိတ်တာဝတ်ကြောင်စွန့်တယ်လို့သလားလို့ဘာနဲ့နေမယ်အပ္ပမာဒဆိုတာဒါပြောတာမမေ့နဲ့တရားမြဲလေသဗ္ဗေသင်္ခါရယထာပညာယပတ္တိတဲ့ပညာဉာဏ်နဲ့သိအောင်လှုပ်ဆန်းပါတရားအလုံးကဖြစ်ပြီးရင်အဲ့တော့ကိုတောင်းတနေတဲ့စိတ်လည်းဖြစ်ပြီးရင်အဲ့တော့တောင်းတတဲ့စိတ်နောက်ဆက်လိုက်သွားမလားတောင်းတစိတ်ကိုဖြတ်နိုင်အောင်ကြိုးစား
မလေးတပည့်တော်တောင်းတနေတာဘုန်းကြီးရဲ့ပြောကုန်မပြောခြင်းဘူးဆိုပြီးလက်မှန်ချနေရမှာလားတောင်းတစိတ်ရှုနေအောင်ကြိုးစားအဲ့တော့မရှုနိုင်ကြအကြောင်းလည်းမရှိပါဘူးတောင်းတနေတာဘာတွေလဲအာယုံဆိုတာအကောင်ထင်လက်စုပ်လက်ကင်ပြเสียမရှိဘူးမြင်ခဲ့ရတာဒီတစ်သက်လုံးခင်ဗျားတို့အရှင်းပေါင်းဘယ်လောက်မြင်ပြီးဒီတော့နိုင်တော့ဘာများအဖတ်တယ်အတန်ပေါင်းဘယ်လောက်ကြားပြီးဟုတ်ပြီနော်နှစ်သက်တဲ့အတန်နဲ့တက်ဆက်ရှိလို့ကျင်ကျင်ထပ်ဖွင့်ဆိုတစ်ခါဖွင့်လိုက်တစ်ခါပြက်လိုက်အဖတ်တယ်တင်ခဲ့ရင်လည်းဒီနားပြည့်နေတာကြာလားအဲ့တော့ဒုက္ခစားခဲ့တဲ့အာယုံအလုံးဟာဘာများအနှစ်သာရရှိပြည့်စုံတယ်လို့မပြည့်စုံမှအမှန်သိရင်တောင်းတเสียအကြောင်းကျင်ရသလားအဲ့တော့ကြောင်းကြတယ်ဆိုတာကြောင်းကြတယ်ဆိုတာကပေါ်ထွန်းလာမှကြောင်းကြတာလားပျက်စီးမှကြောင်းကြတာဒါဖြင့်ခင်ဗျားတို့ကသဗ္ဗေသင်္ခါရအနိစ္စဆိုတာမြဲသလားမမြဲဘူးလားဒါဖြင့်ခင်ဗျားတို့ကြောင်းကြလဲပြက်မှာမကြောင်းကြလဲပြက်မှာချင်းတူတူကြောင်းကြနေတာကတော့ဖြင့်ဘာနဲ့လို့လားယူနေလို့လားဘုရားကိုပြန်ပြောလေလားလူတွေဘို့ကြောင်းကြဘယ်လောက်ကြောင်းကြပြည့်မဲ့မျိုးစည်းอ่ะဒီနေ့ကနန္ဒလေဘုရားလိုက်ဖို့ပြန်တော့ဒီဘုရားကာကွယ်နိုင်ဘာလို့လဲဆိုသူ့အကြောင်းနဲ့သူ့ကျိုးဘုရားထက်တကိုးကြီးတယ်ဒီချလုံးတော့ဗုဒ္ဓဘာသာအာကိုလွဲနေတာတွေများလို့ဒီလိုအပူလေးငင်းအောင်7မင်းငင်းအောင်လုပ်ပေးပါဦးဘုရားမိသားကနဲ့လောင်းဟာရမလားမရပါဘူးဘယ်သူကငင်းအောင်လုပ်လို့ရတယ်ဗာတဲမှာငြိမ်းပါမှန်ကန်တဲ့ယထာဘုဒ္ဓဉာဏ်ဟောဒီမှာလေသဗ္ဗေသင်္ခါရအနေယရာပညာယပတ္တပညာဉာဏ်နဲ့ဘယ်တရားမှမမြဲဘူးလို့သိလာရင်ဘာဖြစ်လဲအထနိဗ္ဗိန္ဒတိဒုက္ခေအဲ့ဒီအဖမ်းမှန်ဖြစ်အဖမ်းမှန်ပြက်အဖမ်းမှန်တောင်းတအဖမ်းမှန်ကြောင်းကြနေတာဒုက္ခသစ္စာကြီးပါပဲလို့ဆိုညီးငွေဘာဖြစ်လာလဲညီးငွေပြီဆိုဒီပေါ်မှာကန့်ညှိခြင်းရှိအောင်မလားမရှိဘာလို့တော့ပယ်လိုက်ရင်လွတ်ပြီပေါ့ဧတာမက်ကောဝိသုဒ္ဓိယတဲ့အဲ့ဒီကျမှမင်းတို့မက်ကေကြီးမင်းတို့ဝမ်းနဲ့ကိမ့်ပြီးတော့ဝိသုဒ္ဓိမင်းတို့စိတ်ဟာစင်ကြယ်သွားရှင်းသလားအဲ့တော့အခုမစင်ကြယ်သေးတာဘာဖြစ်လို့မပယ်မမေ့နဲ့မစင်ကြယ်သေးတာဘာကြောင့်လဲမပယ်နိုင်သေးတာဘာအပြစ်ကိုမသိတာငါဘာအာယုကျင့်တတ်ကြလားအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးယထာဘုရားဉာဏ်နဲ့ဟုတ်တိုင်းမှန်စွာမသိသေးတဲ့၍မေတ္တိကာမဂုဏ်တွေမပယ်တနည်းအားဖြင့်ကာမဂုဏ်အကြောင်းမသိဘူးကာမဂုဏ်အကြောင်းအမှန်မသိသေးသေးလည်းခုနကတောင်းတခြင်းကြောင်းကြခြင်းတူဝေခြင်းတွေမပယ်နိုင်ဘူးရှင်းသလားအဲ့တော့မပယ်နိုင်သေးရင်သူတော်ကောင်းတို့ချမ်းသာမလားဆင်းရဲမလားသိကြပြီနော်အဲ့တော့မှဘုရားရှင်ကိုယ်တော်မြတ်ကြီးကမာနတဲ့သိနိုင်ခဲ့မြင်နိုင်ခဲ့တယ်ဆိုတာကွာတဲ့ငါရာဇကြိုပြီးမှနေတော့ကဘုရားကဂိတ်ကုတ်တောင်သားမှာနေတော့အဲ့ဒီနားမှာနိဂန္ဓတွေရှိတယ်ဒါတွေရှိတယ်နိဂန္ဓတက္ကရုံးနေတက္ကရုံးဆိုတာလည်းသူတို့အကျင့်နေကျင့်နေကြတာပေါ့ဘယ်လိုကျင့်တယ်လဲဆိုတော့သူကထိုင်ခြင်းအိတ်ခြင်းကိုပယ်တယ်ရပ်ပြီးနေဘယ်လိုနေအဲ့ဒါလိုရပ်ပြီးနေကြတာကိုငါသွားမေးတယ်အဲ့ဒီနိဂန္ဓတွေမင်းတို့ဘာလုပ်နေကြတာလဲဆိုတော့လွတ်မြောက်အောင်ကျင့်နေတာ
ဘယ်ကလွတ်ချင်တာလဲလို့ပြီးတော့တောင်းတခြင်းရဲ့ဒီကနော်ဒီကန္တတက္ကရောဆိုတော့မိစ္ဆာဒိဋ္ဌိတော့မိစ္ဆာဒိဋ္ဌိပဲဒါပေမဲ့သူတို့လွတ်ချင်တာတော့မှန်သလားမှားသလားလွတ်ချင်တဲ့အကြောင်းကမှန်သလားမှားသလားခုခင်ဗျားတို့တောင်းတခြင်းကင်းအောင်ဘုရားနာလိုက်ဦးမယ်ဆိုပြီးလာသလားဒီကိုယ်တော်ပြောတာမဆိုဘူးသွားကြအောင်လို့ဆိုပြီးလာသလားမေးဖို့ကောင်းတယ်နော်အေးဘုရားဘုန်းကြီးကမဆိုးဘူးဟာတယ်နော်လို့လေကပြတ်တယ်ဆိုတော့သူတို့ကတောင်းတခြင်းကင်းဖို့လာတာမဟုတ်သေးပါဘူးကြောင်းကြခြင်းကင်းဖို့လည်းမပါဘူးနားထောင်လို့ကောင်းတယ်သွားကြအောင်လို့သဘောပါလားအဲ့တော့သူတို့ကျင့်နေတဲ့အချင်းနိကန္တဆိုမှအချင်းမသေးနဲ့တော့သူတို့ဘာအတွက်ကျင့်နေတာတောင်းတခြင်းအဲ့ဒါကြောင့်ဟုတ်ဘူးတရားလာနာရေးတယ်တောင်းတခြင်းကင်းနိုင်တောင်းကြခြင်းကင်းနိုင်တိုးဝေခြင်းကင်းနိုင်တောင်းတခြင်းကြောင်းကြခြင်းတိုးဝေခြင်းဟာပဲငါတို့ကိုချမ်းသာပေးတယ်လားဆင်းရဲပေးတယ်ငါတို့ကိုဆင်းရဲအပေးဆုံးတရားဟာအဲ့ဒီသုံးပါပဲမဂ္ဂရလို့ပြောရင်လောဘမြန်မာလို့ပြောရင်ရှင်းသလားသဘောပေါက်သလားအဲ့တော့သူတို့မတ်တရက်ပြီးပဲရှင်းတယ်ဆင်းရဲပင်မခံပြီးလုံးဝမထိုင်ဘူးလုံးဝမအိပ်ဘူးဆိုတော့မတ်တရက်မှုသက်သက်နဲ့ပဲနေတော့ဘာကြောင့်ဒီလိုမတ်တရက်နေတာလဲပြီးတော့ရှင်ကြီးကောရမချမ်းသာဆိုတာချမ်းသာနဲ့ရှာလို့မရဘူးဒါဖြင့်ဘာနဲ့ရှာမရဆင်းရဲနဲ့ဒုက္ခချမ်းသာကိုဘာနဲ့ရှာဆင်းရဲနဲ့ရှာမရမှာအမတန်ပင်ပန်းလာမှတောင်းတခြင်းတဲ့စိတ်ကြီးကုန်သွားမှာကျတို့လည်းတစ်ခါတလေတော့ဖြစ်ဘူးပါနော်ဈေးရောက်ဝယ်မကောင်းတော့လည်းမကောင်းလို့စိတ်ပြလိုက်တာရှေ့ဘယ်လိုစားရပါမကောင်းလို့ရောင်းကောင်းတော့လည်းမလီနားကိုမနေအောင်ဖတ်ဖတ်ကိုမဟုတ်ဘူးပေါ်တော့ဈေးတွေကြီးကြီးပြီးတော့အဲ့ရဖို့တော့ကောင်းဈေးရောက်မကောင်းတော့လည်းဘုန်းကြီးရောင်းလို့ကိုမကောင်းဘူးဘယ်လိုစားမှမသိဘူးရှေ့ဘယ်လိုစားမှမသိဘူးအစားလည်းမပြတ်ဘူးနော်ရောင်းကောင်းပြန်တော့မလေးဘုန်းကြီးလက်ကိုမလဲဘူးဘုန်းကြီးမလေးအခါမပြင်းနေတာဘုန်းကြီးစိတ်ကိုပြက်ရောင်းကောင်းတော့လည်းစိတ်ပြက်တယ်ရောင်းမကောင်းတော့လည်းဘောပါလားပွဲစားတွေကြတယ်ဘုန်းကြီးဝယ်ခြင်းနေတာရှိရရောင်းလက်ကမရှိဘူးရောင်းခြင်းသူဆိုတာရှိတယ်ဝယ်လက်ကမရှိဘူးဘယ်လိုလုပ်အောင်မသိဘူးအခုကျတော့ရောင်းသူဝယ်သူလိုက်နေလို့ဘုန်းကြီးမြို့ပတ်ပြင်းဖတ်ကိုဟာကောင်းမှန်းမသိဘူးခင်ဗျားတို့သဘောပါလားအဲ့တော့ဒီနိကန္တတို့ကလည်းလို့ပင်ပန်းဆင်းရဲမှအဲ့တောင်းတခြင်းကြောင်းကြခြင်းကိုမှာဘာဖြစ်မှာတောင်းတခြင်းကြောင်းကြခြင်းကိုမှာသက်သာရှာနေလို့တော့ချမ်းသာမရနိုင်ဘူးဒါလည်းဒီကန္နာတို့ရဲ့အမြင်အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဆင်းရဲနဲ့တွေ့တိုင်းတောင်းတခြင်းကုန်မလားဆင်းရဲနဲ့တွေ့တိုင်းတောင်းတခြင်းကုန်မလားခုအားလုံးသိကြတာရောင်းမကောင်းတော့ဘာလို့ချင်ရောင်းတောင်းတနေတာနော်ရောက်ကောင်းပြန်တော့လေပင်ပန်းလို့နည်းနည်းမှအနာမရဘူးဘုန်းကြီးနားကျင်လားအဲ့တော့မရှိတော့တောင်းတရှိတော့ရွှေတိုင်တန်းသွားကြည့်တော့ပရိသီတကားကောင်းတယ်ဘာလို့ဗိုက်ရမယ်လို့မျောသဘောပါလားဟုတ်ဆို
ပရိကြီးတော့ခိုင်ထားတာချမ်းသာလားဆင်းရဲလားဆင်းရဲနေတာအဲ့တော့သူဆင်းရဲကိုသူလွတ်ချင်တဲ့စိတ်ပေါ်သလားမပေါ်ဘူးနောက်တစ်နေ့သွားပြီးတော့လည်းဒါထိုင်ရောနေတာပဲဟမ်သဘောပိုင်လားအဲ့တော့ဆင်းရဲတွေ့တိုင်းကောတောင့်တစိတ်ကုန်သလားကြောက်ကြစိတ်ကုန်သလားပင်ပန်းခံပြီးရှာတိုင်းချမ်းသာတွေ့သလားသို့တော့သက်တောင့်သက်သာဆိုတော့ဒီနေရာမှာအယူမလွဲဖို့နည်းနည်းပြောအဲ့တော့တရားထိုင်တဲ့အခါကျတော့အမလေးရိုးရိုးပင်ပန်းခံပြီးမထိုင်နိုင်ပါဘူးဗျာညောင်းရင်တော့ပြင်းတာပဲမသိဘူးဘုန်းကြီးပြောတာပဲသက်တောင့်သက်သာရှာမှရမယ်ဆိုလို့အချို့ကရှိသေးတယ်နော်အဲ့တော့အဲ့လိုလုပ်လို့ရောကြီးကြည့်ရမှာအခုချမ်းသာခြင်းလို့တောင်းတခြင်းကုံအောင်ကြောင်းကြခြင်းကုံအောင်တွေ့ဝေခြင်းကုံအောင်ဏိကန္တတွေကဘာလို့လဲအပင်မခံကျင့်နေဘယ်လိုကျင့်တော့ပင်မခံကျင့်တယ်မတရားပြီးနေတယ်ထိုင်မှုဟုတ်ပြီနော်အဲ့တော့ဏိကန္တတဲ့မင်းတို့အပင်မခံယုံနေတော့ချမ်းသာနိဗ္ဗာန်ကိုမရနိုင်ဘူးဆိုတော့ရှင်ကြီးကောရမတဲ့သင်ဘယ်လောက်သိလို့လဲချမ်းသာနဲ့ချမ်းသာကိုရှာလို့ရရင်ဗိမသာရမင်းကြီးဟာအခုလောက်ဆိုရှင်ကြီးကောရမတဲ့ချမ်းသာနေပြီပေါ့တဲ့ဗိမသာရလောက်ချမ်းသာတဲ့လူမရှိဘူးရာဇဂိုပြည့်ရှင်ကိုဗျအဲ့တော့တိုင်းပြည်အကြီးကြီးကိုပိုင်ထားတဲ့ပြည့်ရှင်မင်းကြီးဆိုတော့စည်းစိမ်တွေခံစားခြင်းတိုင်းခံစားလို့ရနေအဲ့တော့ရှင်ကြီးကောရမတဲ့သင်တဲ့ဟိုဗိမသာရမင်းကြီးကအများကြီးချမ်းသာတာပေါ့တဲ့ချမ်းသာနဲ့ချမ်းသာကိုရှာရင် तू ကရတာကြာလာပြီဆိုတော့မှဘုရားကဩဏိကန္တာတဲ့သိခဲ့ပါလားဗိမသာရမင်းနဲ့ငါနဲ့ဘသူပိုချမ်းသာတယ်ထင်တယ်လေတဲ့ဏိကန္တာကိုမေးပြီအဲ့တော့ခုခင်ဗျားတို့လည်းမေးပါဦးမယ်ဘုရားနဲ့ဗိမသာရဘသူကပိုချမ်းသာရွှေတွေပေါ်လို့လားစိတ်တွေပေါ်လို့လားစัจ java လာလောကရကြီးကိုအစိုးရနေလို့လားဘုရားဆိုတာစัจ java လာပေါင်းတိုက်1000ကိုအစိုးရတယ်ဟုတ်ကဲ့လားဒါအဲ့ဒါကြောင့်ဘုရားကပိုချမ်းသာတယ်ပြောတာလားဘာချမ်းသာဘုရားဘာဖြစ်လို့ချမ်းသာကောင်းတာခြင်းအဲ့ဒီမှာမှဘုရားကဟေ့မင်းတို့အဲ့ဒီပြည့်ရှင်ဗိမသာရဟာစိတ်နှလုံးအေးချမ်းစွာနဲ့ကိုယ်ကိုမလှုပ်နှုတ်မလှုပ်ပဲကိုယ်လည်းမလှုပ်ဘူးနှုတ်ကလည်းနှုတ်အဲ့တော့စကားလည်းမပြောဘူးခန္ဓာကိုယ်လည်းလှုပ်ခြင်းပြောင်းခြင်းမရှိဘဲနဲ့9 ရက်နေနေသလားဗိမသာရ9 ရက်ခန္ဓာကိုယ်လေးငြိမ်ပြီးစကားလည်းမပြောဘူးဓမ္မအရသာလေးသုံးဆောင်ခံစားပြီးအေးချမ်းစွာနေနိုင်တာဘုရားက9 ရက်မနေနိုင်ရင်1 ရက်ပဲဘယင်အဲ့ဒီဘယင်1 ရက်တဏှာကြီးဟာရမလားနေနိုင်သလားကိုငြိမ့်စိတ်ငြိမ့်ပြီးတော့တဲ့ခန္ဓာကိုယ်လဲငြိမ်သက်စွာနဲ့နှုတ်ကလည်းဘာမှပြောเสียမလို့ပဲငြိမ်ငြိမ်ချမ်းချမ်းအေးချမ်းတဲ့အရာတာကိုငါလို9 ရက်မင်းတို့ဗိမသာရခံစားနိုင်သလားကြည်နိုင်သလားအဲ့ဒါ1 ရက်ကိုဒီကဏ္ဍတွေကပြည်ပြီးနေမှာဘယ်သူကပူချမ်းတာဘုရား9 ရက်လုံးစကားလည်းမပြောဘူးခန္ဓာကိုယ်လည်းမလုပ်ဘဲနေနိုင်တာဘာကြောင့်ရှင်းသလားခုစမခင်ဗျားတို့15 မိနစ်တောင်ငြိမ်းရင်လားဘာရှိတယ်ကိုယ့်အကိုမေးပြီးကြောက်ကိုကြည့်တော့ဘုန်းကြီးကိုငြိမ်းနေတယ်ငြိမ်းနေတယ်လာမလို့ပြဿနာဖြစ်သွားမှာဘာလို့ပြဿနာဖြစ်သွားမလဲဆိုနိုင်နေတာတွေလည်းမျက်စိရှိရမြင်နေရတယ်
လုံနေတာလည်းမြင်ရတာဒီနေ့ကငြိမ်ပါတယ်ဘုရားတော့မလုံနဲ့ပြဿနာဖြစ်သွားမှာဘယ်သူကိုဘယ်သူမေးရမလဲရှင်းတယ်ကလား15မိနစ်လေးကိုဗျာငြိမ်သလားအဲ့ဒါဘာလို့ငိုက်သွားဝေလို့ငိုက်သွားတာအဲ့ဒါတချို့15မိနစ်ကိုကျုပ်ကအဲ့ဒီဓာတ်ပုံရက်ကြတော့ဒေါ်မွန်နာတဲ့ဒီယုတ်ကတောင်းတနေတာသိတယ်ဘုရားနာနေတယ်ဘုရားထိုင်နေတယ်ပြောနေတာလည်းပဲတော့ရှိတော့ရှင်းသလားဒီယုတ်ကကြောင်းကြနေတာအသက်ရှုဖို့မှန်ဘုန်းကြီးကြည့်ရတော့မှလုံးရှင်းသလားအင်္ဂဝိဇ္ဇာကျမ်းကိုကျမ်းကြည်အောင်တက်လာငဖူးရည်ဒူးရည်ကြည့်တာနဲ့သိအဲ့တော့15မိနစ်လေးထိုင်တာကိုရောဒီလူတွေဘယ်နဲ့ဖြစ်နေပါလဲဒါလေးကြောင်းမှလာတယ်ဒီလက်ရှင်ဘုန်းကြီးတဲ့မျက်နှာအကျော်လျှော့နေလေးသင်ပေးသမှာဟုတ်ဆိုတရားအစအထုတ်ပြီဆိုကြတဲ့ကစိတ်နှလုံးကိုဒုံဒုံချထားသို့တော့ပြစ္ဆလက်ကကြီးချပစ်လိုက်ရမှာလားဒါကြောင့်လည်းစိတ်ရေးလေဗျာသူတို့ခန္ဓာကိုယ်မဟုတ်တဲ့တိုင်းပဲဒီလိုကောထားရမလားဟုတ်လက်မနှစ်ခုထိတာငါးထိခိုင်းနိုင်မဟုတ်သတိရှိတယ်ပြီးတော့စိတ်ကြီးသိတင်းကျပ်နေလို့လည်းမရဘူးတချို့ထိုင်ပြီးမျက်မှောင်ကိုမရစထိုင်ပြီးဆိုတော့မျက်နှာလေးရှော့နော်မျက်နှာတင်းပြီးရှော့လိုက်ရှော့ပြီးပြီဆိုစိတ်အေးလက်အေးနဲ့နာစည်းစုံလေးမှာဝင်လေသည်ထွက်လေခုဦးစင်းက15မိနစ်လုံး talking လုပ်ပေးတာအဲ့ဒီ talking လေးနားထောင်ဟုတ်လားတစ်လုံးလေးကြားလိုက်ပြက်သွားလိုက်တစ်လုံးလေးကြားလိုက်ပြက်သွားလိုက်သူ့နောက်ကဆက်မတွေးနဲ့လေခုခင်ဗျားတို့မှာကကြီးကြားလားကျုပ်ပါပြောအဲ့ကကြီးတို့ဖြေတာနားဖြေတာလားမလို့ကကြီးတို့ပဲရသေးကြားတာနားကကြီးမှခါခွေးမှအဲ့ဒါလေးပဲဘုန်းကြီးပြောတာလေးနားကကြားလိုက်ဒီမှာစိတ်ကပေါ်လာတာလေးတွေးလိုက်စိတ်ကပေါ်လာရှုလိုက်နားကကြားတာရှုလိုက်နားကကြားတာရှုလိုက်ရင်ဘာလို့အတိတ်ပဲမသိလိုက်အတိတ်ပဲသိသွားပြီဘာသာပြန်ပြီးပြီဆိုပဲရောက်သွားပြီဒါလေးအရင်ဖမ်းကြည့်ကြအောင်အာယုံသဘောဘယ်လောက်ထူးတယ်ဆိုတာတရားသံလေးဥစဉ်ကတစ်မျိုးပြောလို့ခင်ဗျားတို့တွေးမိသွားပြီဆိုပဲရောက်လာနားဆိုရင်ကြားပြီဘာသံလို့အကဲခတ်ချိန်အဲ့တော့အကဲခတ်ပြီးပြီဆိုတာနဲ့တောင်းတခြင်းလည်းလာပြီရှင်းသလားကြားနေတဲ့လူကြတော့ဘုန်းပြောတာဟုတ်လိုက်တာနော်ဘာလို့လဲတောင်းတနေတာအမလေးနားဆွနေတာနဲ့တွေ့မလေးပညာရှိတို့ဟမ်ဘာလို့နေတာတောင်းတနေတာအဲ့ဒီဘုန်းကြီးပြောတဲ့တဲ့သူတို့သဘောမကျတာဘာညာပါဘာလို့လဲကြောင်းကြတယ်တချို့ကလည်းဘုန်းကြီးဘယ်လိုပြောနေတန်မှာပြော15မိနစ်လုံးဒါနဲ့ပြီးတာပဲသဘောပါလားဒါပေမဲ့အင်းငိမ့်ချမ်းသာခြင်းရှိသလားဘာတွေရှိနေလို့လဲရှင်းတယ်နော်အဲ့ဒါအပင်မခံခြင်းမခံခြင်းနဲ့ဆိုင်သလားအဲ့မလို့တရားထိုင်နေငြိမ်ငြိမ်ထိုင်နေငြိမ်ပါလို့ထိုင်ရတယ်လေတိပုဂ္ဂိုလ်ကိုစောင့်ထိန်နိုင်အောင်လေ့ကျင့်ရှင်းသလားရငြိမ်ငြိမ်ထိုင်ရတာဘာလို့စောင့်ထိန်မှုနဲ့အတူ
တောင်းတခြင်းကိုလည်းပယ်ထားတယ်ဟုတ်ပါမမနဲ့အဲ့ဒါပင်ပန်းအောင်လုပ်နေတာလားလမ်းမှန်ရအောင်လေ့ကျင့်နေတာသို့တော့ပင်ပန်းတဲ့လောက်တော့ရှင်းလားဒီခန္ဓာတို့လှုပ်သလိုတက်တက်အပင်ပန်းခံနေတာလားဉာဏ်နဲ့သွားနေတာလားအလုတ်တဲ့မလုတ်တဲ့လှုပ်တဲ့မလှုပ်တဲ့လှုပ်တဲ့ဆိုတော့ဘိုးဘုသားဆိုတော့ဟာထိုးပြောက်သွားတော့လှုပ်တဲ့ပါတယ်တဲ့မဟုတ်ဘူးလှုပ်တဲ့မလှုပ်တဲ့ဟုတ်တယ်ဒီမိကိုကိုညီသက်အောင်ဘုရားခုနပြောသွားပြီအိမ်မသာရမင်းနဲ့ဘုရားစည်းစိမ်ပြိုင်တဲ့နေရာရိုးရိုးပြောရင်ဒါပြိုင်တာပဲစည်းစိမ်ပြိုင်တဲ့နေရာမှာဘုရားကထုတ်ပေါ်ပြောသွားတယ်ကိုမလှုပ်နှုတ်မလှုပ်ပဲ9ရက်မင်းပိန်မလာတာနေနိုင်သလားဘုရားဆုံးလည်းမစားဘူးရေလည်းကုံကုံပြောရင်ဝင်လေထွက်လေကောင်းဖလားတဘာဝဝင်စားနေဝင်လေထွက်လေမရှိစရုပ်ချဆံဝင်စားနေရင်ဝင်လေထွက်လေအဲ့ဝင်လေထွက်လေမရှိလို့ချမ်းသာနေတာလားချမ်းသာနေလို့ဝင်လေထွက်လေမရှိပါဘူးဒါတွေကလည်းအခုပေါ်နေလို့တစ်ခါတည်းရှင်းအောင်လုပ်ပြရတယ်သူကမလေးဝင်လေထွက်လေချုပ်တာနိဗ္ဗာန်ရတယ်ဆိုတာရှိသေးတယ်ရမလားဘုရားဒုက္ခရစရိယာမှာပါပြီးသူ့ဝင်လေထွက်လေသွားချုပ်လိုက်လို့ဘိုင်းဘိုင်းလဲပြီးသေတော်ခေါ်တော့မလို့နည်းနည်းလို့တော့ရှင်းသလားအဲ့တော့ဝင်လေထွက်လေကချုပ်ထားရမှာလားဟုတ်ဘူးဥမာငြိမ်းအေးနေလို့ရှူစရာမလိုတော့တာမရှူလို့ငြိမ်းအေးတာလားငြိမ်းအေးလို့မရှူတော့တာရှင်းသလားဒါလည်းဟိုမှာဘုရားရှင်နဲ့ယဟန္တာဝတိဘောနိုင်နေအောင်လေ့ကျင့်ပြီးသားtraining ကောင်းကောင်းရပြီးသားယဟန္တာကြီးတွေပဲ9ရက်ဖလတ်သမဘဝင်စားနိုင်ယဟန္တာတိုင်းတောင်မှအလေးကျင့်မကောင်းရင်မရဘူးအဲ့ဒါကြီးကိုဝင်လေထွက်လေချုပ်တာတဲ့နိဗ္ဗာန်ရမယ်ဟောတဲ့လူတွေရှိတယ်ကိုကျုံမှာစာအုပ်တော့ပါလာတယ်ဒီလေးဆက်ဆုံးပြတာရှင်းလားအဲ့တော့ရမ်းလို့လို့တော့မရဘူးသို့တော့ပင်မမခံမဲနဲ့လည်းမရဘူးအပင်မခံတိုင်းလည်းမစ္စည်းမဘယ်လမ်းကရှောင်းသို့တော့ကျင့်တဲ့အကျင့်ဟာတို့ကဘာကင်းအောင်ကျင့်သူတို့15မိနစ်လေ့ကျင့်တယ်နော်15မိနစ်တွင်းမှာလှုပ်ချင်လာတယ်မလှုပ်တော့ကောင်းတာလှုပ်ချင်လာတယ်ကောင်းတာမှုအလိုလိုက်ရမလားမလိုက်ရဘူးဟုတ်ကဲ့ဒီတိုင်းဆိုတော့ဖြစ်ပြီဟုတ်တော့ဘာကောင်းလဲဆိုအဲ့ဒါတွေကိုလုံမြောက်အောင်ဓမ္မကိုချိန်အဲ့ဒါဒီလားနောက်အာယုန်တွေပြန့်လွင့်ပြီးခုနကတောင်းတခြင်းတွေ့ဝေခြင်းတွေမဖြစ်အောင်ဒီမှာတတ်တာသမာဓိ concentration စိတ်ကိုအနေချစိတ်ကိုပါတော့ concentrate စုစည်းလိုက်အနေချလိုက်အဲ့ဒါသမာဓိအဲ့ဒီနောက်ကမှဒုက္ခနာပေါ်မှာပေါ်သမျှဘယ်အာယုံပေါ်လာမြဲသလားမမြဲဘူးလားဆင်ကျင်တာကအဲ့ဒီသုံးပါပေါင်းလိုက်မှဉာဏ်ဖြစ်တယ်အဲ့တော့တောင်းတတဲ့သဘောကိုမတောင်းတပါနဲ့လို့ပြောရမှာလားတောင်းတခြင်းမြဲမမြဲကြည့်ရမှာလားအဲ့လိုကြည့်ရင်နဲ့အသိဉာဏ်ရင့်ကျက်လာပြီဆိုတော့တောင်းတနေတာဘာတွေပါလဲတောင်းတနေတာဘာတွေလဲကြောင်းကြနေတာဘာတွေလဲအာယုံဆိုတာအကောင်ထဲရှိသလားမရှိမှန်းသဘောပဲလို့သိလာရင်ဒီပုဂ္ဂိုလ်တောင်းတအောင်မလားအစင်ချင်းသွားဓမ္မတောင်းတတဲ့စိတ်ဖြစ်ဖြစ်ရှုကြောင်းကြတဲ့စိတ်တွေ့ဝေတဲ့စိတ်အဲ့ဒါကိုနိုင်နေအောင်သီလသမာဓိပညာသိက္ခာ3ရပ်နဲ့ကြိုးစားပြီးအားထုတ်နေရင်ကနေမှတောင်းတခြင်းကိုလည်းရှုတတ်ပြီးကြောင်းကြခြင်းကိုလည်းတွေ့ဝေခြင်းကိုလည်းရှုတတ်ပြီးဆိုတော့မှတောင်းတနေတာဘာလို့အာယုံသဘောသိအောင်လို့
အာယုံသဘောသိသွားတော့ဒီအာယုံသဘောလေးတွေကအကောင်ထဲရှိသလားမြဲသလားစင်ချင်းကြည့်သွားတော့မမြဲတဲ့အာယုံဆိုရင်တောင်းတစရာအကြောင်းကြောင်းကြစရာတွေးဝေစရာဖြစ်ရင်မွေးရင်ကောင်းရင်ရှိရှင်းလားလက်ငုပ်လူချင်းလေးပြောက်သွားမှသူ့လို့အများဆိုးဆိုမဆိုးလို့ပြောက်မှာချိန်တိုင်းတော့ပြောက်မှာအကြောင်းနဲ့ဥစ္စာဒနာအကြောင်းကပါဒါနမျိုးစိရှိသလောက်တည်မြဲမရှိအနာတပိန်တထေးကြီးတစ်သက်လုံးလူလာဆံပြုတ်တော့ရတဲ့အချိန်ရှိတစ်သက်လုံးသူမလူဘူးလားဒါဖြင့်လှူလို့မွဲတာလားဘာပြောတဲ့နတ်တောင်မြင်လို့လေအစီကျွေးလာတဲ့မင်းခုပတ်စံဘာရှိသေးတော့တဲ့ဆံပြုတ်တောက်နေရပြီတဲ့ဆိုတော့ဘာဖြစ်လို့လို့မင်းအဲ့ဒါလူလို့တဲ့မလူနဲ့တော့တဲ့ဟိုကိုတော်တွေကရုံးနေမလာစင်နဲ့အဲ့လိုပြောတာသူကမုန်းနေတာဟုတ်ကြအဲ့တော့မုန်းတဲ့လူကတော့ကရုံးပြောမှာရှင်းသလားသူကလိန်မော်သီးအောင်ပြောရင်လိန်မော်သီးလိမ့်လာတယ်ခုရှိလိန်မော်သီးတို့ဒီငါးကြည့်တော့ငါတို့ပဲရှိတာအဲ့ဒါတရားတရားမရှိတော့ဒီလိုဖြစ်တာနော်အဲ့တော့ပြန်စဉ်းစားကြည့်တယ်နတ်ကသူမကြည်တတ်တော့လူနဲ့လူလုံးမွဲတာဆိုတော့နာတပိန်ဘာလို့သွားမင်းငါအိမ်နဲ့မလို့လူလို့တော့မွဲစရာအကြောင်းမွဲချိန်တန်ဒီနဲ့ကြလားအဲ့တော့အကြောင်းရှိရင်အကြောင်းကောင်းရင်အကြောင်းစင်ကြယ်ရင်ဒါပဲလေအဲ့တော့အတိတ်ကစင်ကြယ်ခဲ့တာမစင်ကြယ်ခဲ့တာသိသလားကြည့်တယ်မှာနိဂန္ဓနိဂန္ဓမင်းတို့အဲ့လိုမတ်တရယုံနဲ့တောက်တာချင်းကြောက်ကြချင်းကျင်းသလားဆိုတော့အိုးအဲ့ဒါလိုရပ်ပြီးအပင်ပန်းဆင်းရဲခံလိုက်တာနဲ့အကုသိုလ်တွေစင်ကြယ်သွားတယ်သူတို့ကဒီလိုယူဆတော့ဒါပြင်းတဲ့ဘုရားကနိဂန္ဓတွေကိုမေးတယ်မင်းတို့အတိတ်ကဘာဖြစ်ခဲ့လဲသိလားသိဟုတ်မဘာဖြစ်ခဲ့မှမသိရင်ဘယ်လိုအကုသိုလ်တွေလုပ်ခဲ့တယ်ဆိုတာကိုသိနိုင်လားအဲအမိသဖသသူများအသွေးသိချအောင်ဘုရားသွေးသိချအောင်လုပ်အစရှိတဲ့ကံကြီး၅ပါးလည်းမထိုက်ဘူးတဲ့လူမရှိဘူးသူကမလုပ်ဘူးတဲ့အကုသိုလ်လည်းမရှိဘူးသို့တော့အဲ့ဒီအကုသိုလ်တွေငရဲမှာခံပြီးတော့အခုဘယ်ဘဝရောက်လာမကျွေးစားပြီးမှတက်လာတာသို့တော့ဘယ်အကျွေးကြံမှန်းလဲနိဂန္ဓတဲ့မင်းတို့အခုလိုကြင့်ကြံနေတာဘယ်လောက်ကြာပြီလဲဟာတချို့9နှစ်10နှစ်15နှစ်ကောင်းပြီအဲ့လောက်ကြင့်ကြတော့အကျွေးဘယ်လောက်ကြည်ပြီးတော့ဘယ်လောက်ကြံသေးတော့သိနိုင်သလားကဲတို့ဘုရားရှင်ကိုတော်မြတ်ကြီးရှင်းစဉ်တိုင်းမဲ့ခင်7ပါးနဲ့ရှင်းတော့ရှေကဖြစ်ပြက်ဖြစ်ပြက်မြင်ဖြစ်ပြက်တစ်ချိန်ဆုံးရင်ဘာခေါ်လဲသောတာပန်ဆိုရင်အပယ်ရောက်စေတဲ့အကုသိုလ်ကြွေးကျေပြီกว่าပြောလို့ရမရဟာသက္ကရာကအနာဂံဖြစ်သွားတော့၅ပါးအာယုံကာမဂုဏ်တမ္မတဲ့စိတ်တွေကုန်သွားပြီဆိုတော့ကာမဂုဏ်ဘုံကိုလာเสียအကြောင်းမရှိတော့ဘူးတဲ့ငါကာမဂုဏ်ကနေလွတ်မြောက်သွားပြီဆိုတော့ကာမဂုဏ်နဲ့ပတ်သက်တဲ့ကြွေးတွေဝိသခနဲ့ဓမ္မဒိဋ္ဌာပြန်ကြည့်လေအမတန်ချစ်တဲ့အခြင်းလည်းမရတော့အနာဂံတည်သွားတော့မင်းလန်းမင်းချောက်ရှင်းလားပယ်နိုင်တဲ့တတ္တိရှိမရှိဒါဖြင့်သူ့လစ်မဲ့နဲ့သူ့အခန့်အသတ်နဲ့သူလွတ်မြောက်ခြင်းရှိမရှိယဟနာဖြစ်သွားတဲ့ပုဂ္ဂိုလ်ကျတော့ခိနာဇာတိနောက်တစ်ဖန်ဇာတိရစရာကုန်ပြီဆိုတော့ဇာတိကုန်ပြီဆိုကြတဲ့ဇရာမရဏလောကပရိဒေဝဒါဖြင့် तू ကလုံးလုံးလွတ်မြောက်သွားပြီလို့ကြွေးကြော်နိုင်မှုရှိမရှိဟောဒါဖြင့်သူတို့မှလစ်မဲ့မရှိဘူးလားကံတတ်ချက်ရှိမရှိနိဂန္ဓတွေမှာမင်းတို့ကြည့်နေတာတဲ့ခုအကုသိုလ်ဘယ်လောက်ပယ်ပြီးလို့ကုသိုလ်ဘယ်လောက်ယူပြီးပြီလို့ရှိသလား
အခုတို့ချွေးဘယ်လောက်ကြံသေးတယ်လို့ပေါ့သိသလားခုခင်ဗျားတို့ကသိအောင်လုပ်လို့ရမရသောတာပန်တီးပြီးငါအဖေတကားငါသိရင်ဆုံးမတော့နဲ့ဘာဖြစ်လဲငါသိရင်ဆုံးမတော့နဲ့မင်းတို့ဝေတဲ့အမြလည်းငါယူစရာမလိုတော့ပြောလို့ရမရမပိုင်သေးတော့သွားမလို့နေပေါ့ဗျာသဘောပါသလားဒါဒီတယ်မရိငါမဟုတ်ဆရာတော်ဘုရားကြီးတရားအထုတ်တာလားငါသိရင်ဆုံးမတော့နဲ့ဆိုပြီးနောက်ကလိုက်ဖို့ဟိအမြဝေအောင်တော့မလုံးနဲ့သဘောပါသလားအဲ့တော့တို့မှာ limit ကန့်သက်ချက်ရှိမရှိအတိုင်းတာရှိမရှိအဲ့တော့ဒီမှာနိဂန္ဓတို့အပင်ပန်းသာခံနေတယ်ဘာမှအတိုင်းတာဒါပေမဲ့မင်းတို့ကပင်ပန်းဆင်းရဲရုံသက်သက်ပဲတဲ့ဆင်းရဲနဲ့ဆင်းရဲချမ်းသာကိုရှာလို့လဲမရပါဘူးချမ်းသာနဲ့ချမ်းသာရှာရင်ဟောဘာနဲ့ရှာမှာကိုလုံနေတဲ့အလုပ်ကဘာကင်းအောင်တော့တောင်းတခြင်းကြောင်းကြခြင်းတွေကဘယ်ပေါ်မှာရှိနေတာတောင်းတနေတာပါလေမမေ့နဲ့လေနည်းနည်းလေးစကလုံးပြောနေတာခင်ဗျားတို့ဘာလို့ပြောက်သွားတောင်းတနေတာဘာတော့မေးရင်တော့ဖြေအဲ့လိုကြဖြေတယ်ဘယ်ပေါ်မှာလို့ဆိုတော့ခန္ဓာတွေဘာတွေမလုံးနဲ့တော့ဘယ်ပေါ်တော့အာယုတော့တောင်းတနေတာလဲကြောင်းကြနေတာလဲတွေးဝေနေတာလဲကဲဒါပေမဲ့ဘယ်တရားရှိဖြစ်ပြီးရင်မြဲတဲ့တရားရှိတယ်အဲ့တော့မှနိဂန္ဓကြီးဆင်းရဲနဲ့ချမ်းသာရှာလို့လဲချမ်းသာနဲ့ချမ်းသာရှာလို့လဲဘာနဲ့ရှာမလဲညာနဲ့ရှာမယ်ဆိုတော့ငါတို့အခုတောင်းတခြင်းကြောင်းကြခြင်းကင်းပြီလားကင်းပြီလားဘာကြောင့်လဲမပယ်ရသေးလို့ဘာကြောင့်လဲခုခင်ဗျားတို့ပယ်ပြီလားမပယ်ရသေးဘူးနော်အဲ့တော့တောင်းတနေတာဘာလဲကြောင်းကြနေတာအဲ့ဒီအာယုံဟာချမ်းသာများသလားဆင်းရဲများလားအနည်းငယ်သောချမ်းသာကိုရင်းတည်ပြီးတော့ဆင်းရဲရတာကများနေတယ်အဲ့ဒါကိုအမှန်တကယ်ယထာဘုဒ္ဓဉာဏ်နဲ့သိသွားရင်တောင်းတခြင်းကြောင်းကြခြင်းကျင်းသွားပြီဆိုအခုသားအတွက်စဉ်းစားရင်းနဲ့လေသားဆိုတာပါလားအာယုံသမီးအတွက်စဉ်းစားတော့အာယုံမှာပဲပစ္စည်းအတွက်စဉ်းစားတော့အာယုံဆိုတာဖြစ်ပြီးရင်ကိုပိုင်သလားမပိုင်ဘူးလားမြဲသလားမမြဲဘူးလားသတိထားပညာနဲ့သာအသေးချာကြည့်ထားရင်ဘာကုန်သွားမလဲတောင်းတခြင်းကိုယ်ဝေကြရောရှိသေးလားမျက်လုံးကတောင်းတနေတာအဲ့ဒါတွေအားလုံးပါလေလေအကောင့်ထဲဖြစ်ဘာသစ္စာသိတဲ့ဉာဏ်ကမင်းနဲ့သာမမကံကသိရင်ဖြစ်ပြီးပြက်နေတာတောင်းတစရာအကြောင်းလဲကြောင်းကြစရာအကြောင်းလဲတွေးဝေစရာအကြောင်းလဲရှင်းသလားအဲ့တော့จิตသာအာနန္ဒာဒါသူ့ကိုတော့အကိုကြီးနော်ဒါပေမဲ့ဘုရားဖြစ်နေတဲ့ခါကျတော့ဘုရားကจิตသာအာနန္ဒာจิตသာမဟာနံနော်မင်းကြီးအဲ့တော့သင်ဟာငါးပါးအာယုံကာမဂုဏ်ရဲ့ကောင်းကျိုးဆိုးဖြစ်ကိုမသိသေးသေး၍ကာလပတ်လုံးတောင်းတခြင်းကြောင်းကြခြင်းကိုမပယ်နိုင်သေးသေး၍ချမ်းသာအစစ်ကိုမရနိုင်ရှင်းသလားသို့တော့အဲ့ဒီချမ်းသာကိုဆင်းရဲနဲ့ရှာလို့လဲချမ်းသာနဲ့ရှာလို့လဲညာနဲ့ရှာဟုတ်ကဲ့လားဒီတရားတွေလွတ်အောင်ရုံးထွက်ရမလားလွတ်အောင်ညာနဲ့နေရမှာလူ့ကြောင့်ဆုံးမှာဆိုရင်ဆွတ်နိုင်သလားဘုရားကတော့တိုက်ရိုက်ပြောတာပဲမင်းဒီတောင်းတခြင်းကြောင်းကြခြင်းကုန်ရင်လူဝတ်နဲ့မနေတော့ဘူးတဲ့ရှင်းတယ်နော်အဲ့တော့ဒီတောင်းတခြင်းကြောင်းကြခြင်းဘာလို့ရှိနေတာလဲမပယ်ရသေးလို့ဘာဖြစ်လို့လဲအဲ့တော့မပယ်ပဲထားမလားပယ်နိုင်အောင်ကြိုးစားဆင်းရဲခံပြီးပယ်မှာလား
သက်လောက်သက်သာပဲမလားအဲ့တော့ဆင်းရဲတဲ့လောက်တော့ဆင်းရဲမှာပေါ့ချမ်းသာတဲ့လောက်လဲချမ်းသာမှာပဲသို့တော့ဘာအရေးကြီးလဲအဲ့ဒါကိုမသိဘဲနဲ့တလွဲစပင်ကောင်းကြာကြာထိုင်တာတရားလားတူတူထိုင်တာတရားလားလုံးမနေပါနဲ့တော့ဘာနဲ့ပေရရှင်းကြလားဟိသို့တော့ဘုရားကလှုပ်ရှားပြုပြင်ပြောင်းလဲပြီးခန္ဓာကိုယ်အလိုလိုက်တာကိုချီးမွမ်းသလားငြိမ်သက်စွာနေနိုင်တာကိုချီးမွမ်းတယ်ဒါပေမဲ့ဘုရားအယံချီးမွမ်းသွားတာလားချီးမွမ်းတယ်လို့ချီးမွမ်းတာလားရှင်းပြီနော်အဲ့ဒီမှာအေးချမ်းတဲ့သမဏဒုက္ခတောင်းတခြင်းကြောက်ကြခြင်းကင်းပြီးတော့ကိုယ်လည်းမလှုပ်နှုတ်လည်းမလှုပ်ပဲနဲ့မင်းပိန်မသာရဘယ်နဲ့ရက်နေနိုင်သလဲဒီလိုမေးလိုက်နေနိုင်သလားမနေနိုင်ဘုရားရှင်မှာတော့နေနိုင်တဲ့တော့သူမှာကိနာဇာတိနောက်တစ်ပါးဇာတိရစရာလဲဝုတိတံမြမစရိယနောက်ထပ်အကျင့်မြတ်ကျင့်သုံးစရာလဲအခုခင်ဗျားတို့ကျင့်စရာလိုသေးတော့တောင်းတခြင်းလည်းရှိတယ်ကတံကရဏိယပြုပွဲကိစ္စလည်းမရှိတော့အားပါပြီဆိုတော့စိတ်အေးလက်အေးနေနိုင်တာပေါ့ခုနေနိုင်သလားတဏှာကြီးတောင်တော်ဖြတ်15မိနစ်တောင်တော်ဖြတ်တယ်ဒီမှာဘုရားရှိခိုးတာတောင်ဖြောင်းဖြောင်းရှိခိုးလို့ဟုတ်ဟဲ့အဲ့သမင်းဦးလေးကြည့်တဲ့ကြောင်ကိုတော်လေးလာဆွန်းလောက်လိုက်ဦးယူလားအဲ့ခင်ဗျားတို့ဘာတွေရှိဘာတွေတောင်းတနေတာဘာတွေကြောက်ကြနေတာလဲအဲ့ကြာယုံမှန်သမျှလည်းဖြစ်ပြီးရဲ့ကဲဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲအေးဤကဲ့သို့သစ္စာလေးချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်သန္တရာဝတွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ့ဆပဲနဲ့တတိဝရိယဉာဏ်ပညာနဲ့တောင်းတခြင်းကြောင်းကြခြင်းကင်းအောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့နားကြအောင်စို့